ဒီနေ့ကတော့တင်းမပေါ်လူတွေအတွက်ကြက်မွှကြော်နဲ့ခောက်ဆွဲလေးလုပ်ဖြစ်ပါတယ်။ကြက်သားပြုတ်ထားလေးတွေကိုနှွှင်ပါတယ်။ကြက်သွန်ဖြူကြက်သွန်နီလေးတွေကိုအခွန်တော်ထားပါတယ်။ကြက်မွှကြော်ဖို့အတွက်ချင်းကြက်သွန်ဖြူကြက်သွန်နီတွေကိုပပလေးတွေအရင်လှီးထားလိုက်ပါတယ်။ကြက်သွန်နီလေးတွေကိုအရင်စီတက်ပါတယ်။ကြက်သွန်နီလေးတွေနွမ်းလာပြီဆိုတာနဲ့ချင်းကြက်သွန်ဖြူကိုထည့်ပြီးတော့ထပ်စီတက်ပါတယ်။စီတက်ထားတာလေးတွေအနံ့မွှေးလာပြီဆိုတာနဲ့ကြက်သားပြုတ်ထားတာလေးထည့်လိုက်ပါတယ်။ကြက်သားလေးတွေကိုကျွတ်အောင်ကြော်တဲ့အထိထားလို့ရှိရင်ပိုကောင်းပါတယ်။ဒါပေမဲ့အချိန်သိမ့်မရလို့ကျွတ်အောင်မကြော်တော့ပါဘူး။အယောင်လေးရဲလာပြီဆိုတော့ပြီးလို့ရှိရင်ငရုတ်ခွဲချက်မှုတ်လေးထည့်ပါမယ်။အရသာမှုတ်လေးကတော့ထည့်ပြီးသွားပါပြီ။ခွဲချက်မှုတ်လေးထည့်လိုက်ပါတယ်။ပြီးတော့မှွေပါမယ်ဒါကတော့မှွေပြီးသွားပါပြီကျွန်တော်ကတော့မစားပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ဝိတ်ချနေလို့ပါတဲမောကလူတွေပဲကျွေးလိုက်ပါတယ်ဒါကတော့ခောက်ဆွဲထက်လောက်တာပါအလုတ်ကမရှိပါဘူးမရှိတော့အားနေရနဲ့သူတို့စားနေတာလေးလုပ်ပေးလိုက်ပါပဲအားလုံးပဲခုလိုကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတ်တာ